နေဘူးရဲတော့ဘတ်ကားစီထွင်ထွက်ချင်တက်လို့ဆိုတာဝေးလုံးလို့ဒေးမတက်ချင်ဒီရဝေးတဲ့တက်လောလောဘွဲရဆောက်လို့မပြတ်ချစ်ရှင်တက်အဲ့မှာလေးဖို့ပြ6ပုံချက်အနည်းကလက်မှတ်နဲ့ assignment တော့စီးမောင်းငွေပေးခဲ့ဒီစနစ်ကြီးနဲ့အစင်ပြေနေလေရဲ့ပေါမောက်ကချို့လက်ယူပြီးစောင့်ကျင်ပြတ်ခုံနမပေးနောက်တစ်နေ့တက်ချောင်းပြီးအလုံးလုံးမကြုံရသမျှအတွေ့အကြုံမရှိလို့ရတဲ့ဘွဲရလဲသုံးစားမြdiploma certificate နဲ့ဖုန်းလာကြမြန်မာနိုင်ငံမှာလူငယ်သူများတပို့ပြီးရုံရရချို့နိုင်ငံခြားထွက်ဟိုမှာကြောင်းသွားတက်ပြီးရင်ဒီမှာဆရာကြီးတွေဖြစ်ကောင်းစားချက်ပညာရေးစနစ်ကတောင်းစားအခွက်တွေနဲ့ကိုလိုအားကရောင်းအားမ